အားလုံးကိုလေးစားပါတယ်ဒီနေ့ဟာဆိုရင်ကျွန်တော်တို့ရှမ်းတိုင်းသားကောင်းဆောင်ဦးကုနုရဲ့65နှစ်မြောက်လူနေဖြစ်ပါတယ်ဒီသူ့ရဲ့လူနေမှာကျွန်တော်နိုင်ငံပေါင်းစုံနေပြီးတော့ရှမ်းတိုင်းသားအပါအဝင်တခြားတိုင်းသားနိုင်ငံဒီဝမ်းထဲမှာနေတဲ့တိုင်းသားအလုံးပေါင်းစုံကဘယ်လိုစတောင်းပွဲတွေလုပ်ကြပါတယ်တောင်းဆိုပွဲတွေလုပ်ကြပါတယ်တို့ဒီမှာလည်းတောင်းရင်တောင်းဆိုတာနဲ့ပြောဖို့ကျွန်တော်ထားပါတယ်ဒီနေ့ဟာဝမ်းနေကြတကဘာလုံးဝမ်းနေကြတော့ရှိပြီလေတောင်းတောင်းနေထောင်တာ93နှစ်ကြာခရပြီအခုဆိုရင်3မိနစ်9လပြည့်ဖြစ်ပါသည်ခြေအားသာချင်းဆိုရည်နှစ်ရှည်ထောင်ချတိခရသည်အိုးကူတုံးနဲ့ရှမ်းကောင်းတောင်းတိုင်းဂျာမန်ရေးချင်းတွေမှာတို့ဆိုရတဲ့ရှင်တွေဝဲရရှမ်းပြည်တိုင်းနိုင်ငံကောင်းရှမ်းပြည်တိုင်းနိုင်ငံကောင်းစီကိုရှမ်းကောင်းဆောင်များရောင်းကြသည်၎င်းရှမ်းပြည်တိုင်းနိုင်ငံကောင်းဆောင်ကောင်းစီရှမ်းပြည်အတွင်း၌ရုံးတိုင်းမဟုတ်ပဲအခြားတန်ရှိသည့်6ပြည်နှင့်9တိုင်းတွင်လည်းရုံးခန်းများဖွင့်ထားပြီးသိရှိရပါသည်ခါရပြီဘုတော်93နှစ်တွင်မှုဆိုင်မျိုးနဲ့85နှစ်ဆိုင်လာ99နှစ်ပြည့်တာ99နှစ်ဟောင်းဒီထောက်တာအရာဆိုရင်၎င်းတို့သည်၎င်းတို့၏အခြေခံလူ့ခွင့်ရေးများနှင့်ဒုတတ်စွာပြောဆိုပိုင်ခွင့်ဒုတတ်စွာခေါ်လိုက်ပထမဆုံးချိန်မဟုတ်ပါဘူး69ခုနှစ်တုန်းကလွတ်လပ်ရေးကျိုးပန်းစင်တုန်းကကျွန်တော်တို့တိုင်းသားခေါင်းဆောင်တွေဟာထောင်စခန်းထဲမှာပဲညီမနှိမ့်ဆက်အသက်ပြတ်ခံရခဲ့တယ်အခုလဲခုခုထိုးပါဝင်တိုင်းသားခေါင်းဆောင်တွေအများအများဖမ်းဆီးခံရဆဲဖြစ်တယ်ကျွန်တော်တို့တွေကသူတို့ဖမ်းဆီးနေတာကိုအောက်မဲရုံနဲ့တတိယရုံနဲ့စုတောင်းနဲ့မပြီးပါဘူးကျောင်းစုပါမြန်မာနိုင်ငံသားအားလုံးစုံစုံညီညီနဲ့ဒါကြောင့်တောင်းဆိုစုတောင်းကြတာကျွန်တော်အနေနဲ့သူပဲဝမ်းသာပါတယ်ကျေးလဲကျေးဇူးတင်ပါတယ်ကျွန်တော်ပြန်ပြောချင်တာကဒီနေ့ဥခုထူးနဲ့တကွတိုင်းရင်းသားခေါင်းဆောင်တွေဘာဖြစ်လို့ဖမ်းခံထားတာသူရဲ့ခေါင်းဆောင်အစ်စ်မဟုတ်တော့ဘူးပြောသွားပါဥခုထူးကရှမ်းတိုင်းသားတွေခေါင်းဆောင်ကချင်တိုင်းသားတွေခေါင်းဆောင်ဗမာလူမျိုးတွေခေါင်းဆောင်ဒီနေ့ပြပြောမယ်ဆိုရင်တို့နာကဗမာနိုင်ငံကိုစစ်မှန်တဲ့ဒီမိုကရေစီတိုင်းသားပေါင်းစုံစုပေါင်းနေထိုင်ကြမဲ့ဒီတော်စုဖက်ဒရယ်နိုင်ငံကြီးကိုဥဆောင်မဲ့နိုင်ငံတော်ရဲ့ခေါင်းဆောင်တွေဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ဗမာလူမျိုးတွေကိုလည်းသိမှပြုပြီးတော့လေးစားလက်ရှိနေပါတယ်ဒီနာပါစေအုပ်စုကနေပြီးတော့ဒီသွားနေတဲ့စနစ်ဆိုးကြီးတဲ့ဟာခုခုံတွင်းနေမကပါဘူးဒီဗမာနိုင်ငံမှာဖမ်းခံရတဲ့ကျွန်တော်တို့ရဲ့ခေါင်းဆောင်တွေကခုခုံတွင်းလဲပါတယ်လူသားခေါင်းဆောင်တော်သန်းစုကြည်ပါတယ်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့လူတွေလည်းအကုန်လုံးပါတယ်ဒါကြောင့်ကျွန်တော်နိုင်ငံမှာအဲ့ဒီလိုပေါ့ပြည်သူလူထုကစစ်တပ်နိုးရတဲ့လေးစားရတဲ့ခေါင်းဆောင်တွေကဒီစနစ်ဆိုးကြီးရှိနေတဲ့ကာလပတ်လုံးမှာကျွန်တော်တို့ရဲ့နိုင်ငံကမလွတ်လပ်သေးဘူးဆိုတာကိုသားတွေကဆက်ပြီးတော့ဒီလိုနဲ့ရှိနေမယ်ဆိုလို့ရှိရင်ဒီနေ့မှာကျွန်တော်တို့ရဲ့ခေါင်းဆောင်တွေလွတ်လပ်ပြီးတော့တို့ဒါမဲ့ဒီမှာနိုင်ငံကိုတောက်တဲ့ခါမှာဒီလိုအားလုံးကတက်ကြွကြီးပေါင်းလို့တဲ့ကျွန်တော်တို့တိုင်းပြည်မှာဒီလိုမျိုးခေါင်းဆောင်တွေတိုင်းသားခေါင်းဆောင်တွေလူထုခေါင်းဆောင်တွေကျောင်းသားခေါင်းဆောင်တွေအမြောက်များဖမ်းဆီးခံနေရတယ်ဒါပေမဲ့ကျွန်တော်တို့ဟာတိုင်းပြည်နဲ့ဝေးကွာနေတယ်ဆိုပေမဲ့ကျွန်တော်တို့တိုင်းပြည်ရဲ့ရှင်ထဲမှာရှိတဲ့ခေါင်းဆောင်တွေလွတ်မြောက်ဖို့အတွက်ကျွန်တော်တွေကအများကြီးကြိုးစားပန်းစားလှုပ်ဆောင်နေကြတယ်။တာရမယ်စကားပြောမဲ့ချိန်ဘိုးပဲနဲ့သူပဲကျွန်တော်ချင်းတိုင်းသားကိုစားကျွန်တော်ဝမ်းနေမိပါတယ်။ဘာလို့ဆိုတော့ခွန်တူးဟာရှုပ်ထဲမှာထောင်းတာဘယ်နှစ်ကြာမယ်ဆိုတော့ဒီနေ့တည်းဒီဆိုရတတ်မှတ်ပေမဲ့ဘယ်နှစ်ကြာမယ်ဆိုတော့ပြောလို့မရပါဘူး။ထောင်ထဲမှာ
ရစ်ပတ်နဲ့စစ်ချင်းခံရမယ်ဒုနည်း၎င်းပဲရှားတိုင်းသားခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ပါဝင်ပေါ့နော်နိုင်ငံခေါင်းဆောင်အားလုံးဟာဒီလိုပဲသူတို့ရဲ့ထောင်တက်ဟာဘယ်နှစ်ဆိုတာပြောလို့မရပါဘူးသူတို့ကတေးကြီးလဲကြာသွားမှာပဲအဲကြောင့်သူတို့ရဲ့လွတ်မြောက်ဖို့အတွက်ကျွန်တော်တိုင်းသားများအားလုံးမြန်မာနိုင်ငံသားများအားလုံးဒီသူတို့ရဲ့လွတ်မြောက်ဖို့ကျွန်တော်ရောက်ရှိတဲ့နေရာတွေအသီးသီးပါဆန္ဒပြတောင်းဆိုသွားဖို့အားလုံးကိုတိုက်တွန်းလိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရွှေရည်တိုးတပင်နဲ့ဖြစ်ပါတယ်ဒီဦးကုထုလူဟာအခုလိုဝင်းထဲမှာထောင်သွင်းချင်းချခံရတယ်ဆိုတာလူသားတန်ပေါင်းရာနဲ့ချီပြီးတော့ထောင်နဲ့ချီပြီးတော့ရှိတဲ့နိုင်ငံဒီလူမျိုးကြီးအတွေ့ကအရေးမကြီးပဲပဲလေကျွန်တော်တို့လိုကဘာပေါ်ကလည်းပျောက်ကွယ်ခါနေလူမျိုးစုငယ်ဒီအတွက်အင်မတန်ရည်ကြီးနေရဖြစ်ပါတယ်